ကျွန်တော်တို့ထောက်ခံတာတောင်းပါဆိုလို့ကျွန်တော်တို့ထောက်ခံတာပေးပြီနော် KB ထောက်ခံတာပေးပြီဘာလဲ KB ထောက်ခံတာရဲစခန်းထောက်ခံတာလေ KB ထောက်ခံတာဖြစ်နေပါရဲစခန်းထောက်ခံတာသွားတောင်းဟုတ်ပြီကျွန်တော်ရဲစခန်းထောက်ခံတာသွားတောင်းလည်းပေးပြီအဲ့ရဲစခန်းထောက်ခံတာအထက်စီတောင်မရောက်သေးဘူးတဲ့ကျွန်တော်ဘာထက်လောက်ရလဲဆိုရင်ကမ္ဘောဇ application တွေကနေပြီးတော့အကြံဉာဏ်ပြုရန်အကူအညီချောင်းခေါ်ရန်ဆိုတဲ့ခလုတ်ထရကနေထက်ဝင်ပြီးတော့ဖြစ်စဉ်တွေဓာတ်ပုံတွေအဲ့ဒီရဲစခန်းထောက်ခံတာတွေပုံထပ်ပို့ပြီးပြီဒီနေ့ကျွန်တော်နည်းနည်းဒေါသထက်သွားလို့ဖြစ်သွားရင်အားလုံးတောင်းမှတ်တယ်ဘာကြောင့်လဲလို့ပြောရင်ကျွန်တော်တို့ရဲ့လုပ်ငန်းစဉ်တစ်ကက်နံပါတ်ကိုသူတို့ကဖျက်သိမ်းလိုက်ပြီတဲ့ကျွန်တော်တို့စီကခွင့်ပြုချက်ယူသလားနော်ဖြတ်သိမ်းလိုက်ပြီဆိုတော့တရားသူကတခိုးအားပေးပဲလေကျွန်တော်ပြောတာကျွန်တော်စကားကျွန်တော်တာဝန်ယူတယ်ခင်ဗျားတို့ KB ဝန်ထမ်းတွေထဲမှာဟိုကကြားဖြန့်တွေလူလိန်တွေပါနေပြီလားဒါမှမဟုတ်ရင်ကမ္ဘောဇဘန်ကြီးဟိုကဘာလဲဘယ်လဲဘလို့လုပ်နေတာလဲကျွန်တော်ဒီလိုပြောရင်ကျွန်တော်ခင်ဗျားတို့ KB ကိုကမ္ဘောဇဘန်ကိုအကျိုးစီးပွားမလားဖြတ်ပါသေးပြတ်ပါသေးဆိုပြီးပြောနေတဲ့အတိုင်းပဲကျွန်တော်ပြောနေတာကမ္ဘောဇဘန်ကအကျိုးစီးပွားပြတ်စေခြင်းလို့ပြောနေတာမဟုတ်ဘူးခင်ဗျားတို့လုပ်နေတဲ့ပုံစံလူတကားတကာရဲ့လူများတကာရဲ့အကျိုးစီးပွားပြတ်စည်းနေပြီနော်မန္တလေးမြို့နယ်တစ်ခုတည်းကျွန်တော်နေတဲ့ဒီမြို့နယ်တစ်ခုတည်းမှာတောင်မှ3လအတွင်းနဲ့ကျွန်တော်အခုရဲစခန်းရောက်ခဲ့တာနော်3လအတွင်း KB ကနေပြီးတော့မှလိန်လို့ဖြစ်သွားတဲ့အမှုပေါင်း300ကျော်တယ်တဲ့ကျွန်တော်ပြောမယ်တစ်လကိုအမှု100လောက်လိန်ခံနေရတာတမြို့နယ်တဲ့မန္တလေးမြို့တနိုင်ငံလုံးကိုခင်ဗျားတို့တွက်ကြည့်လိုက်ဒါလက်ရှိနော်လက်ရှိ2025မှာနော်လက်ရှိနော်မန္တလေးတမြို့နယ်တဲ့3လကိုအမှုပေါင်း300ကျော်ပြီတဲ့တွက်ကြည့်လိုက်တစ်လကိုလူ100ကျော်လိန်ခံနေရတာ KB ကနေဒါတော့မှရဲစခန်းကိုလာမတိုက်တဲ့လူတွေမပါဘူးနော်မတင်သားဆိုမရသေးဘူးမရသေးဘူးအခုကသူတို့ကလူလေကြနေကျွန်တော်တို့ကျတော့ချွေးသိပ်ဟလားသွေးဆူသွားတော့ချွေးသိပ်ဟလားဘာလို့ပြောမယ်ညာလို့ပြောပါမယ်ကျွန်တော်ပြောမှာကျွန်တော်ပြောတယ်ဆိုတာကျွန်တော်တို့ဒီပတ်စံကကျွန်တော်ပြန်ဆိုင်ရတယ်ဒါပေမဲ့ကျွန်တော်မခံနိုင်ဘူးနော်ကျွန်တော်ဒီအကြောင်းအရာဘာကြောင့်မလို့ဒီလိုတွေမျှဝေပေးနေဆိုရင်ဟလားကျွန်တော်လို့မဖြစ်ရအောင်ဆိုတဲ့စေတနာပါတယ်ကြံတဲ့လူတွေတကယ်ခက်ခဲနေတဲ့လူတွေဟလားတကယ်ကိုနော်အစင်မပြေနေတဲ့လူတွေပတ်စံစေချီဆိုတဲ့ပမာဏကဘဝပြတ်သွားနိုင်တဲ့လူတွေရှိတယ်အဲ့လိုလူတွေအသိပညာရပါစေရောဆိုတဲ့ကျွန်တော်စေတနာပါတယ်နော်ပြီးရင်နောက်တစ်ခုကအားလုံးဒီဟာနဲ့ပတ်သက်လာရင်မလိမ္မာစေတော့အလိမ္မခံထိပါစေနဲ့ဆိုတဲ့ကျွန်တော်ပညာပေးတာဖြစ်တယ်နောက်တစ်ခုကအခုကမ္ဘောဇဘက်မှာအောက်ခြေမှာဖြစ်ပြနေတာကိုတာဝန်ရှိလူကြီးနေနေနော်ကမ္ဘောဇဘက်မှာရှင်ဦးအောင်ကိုဝင်းပေါ့နော်ဥက္ကဋ္ဌနဲ့တကွာဒီအခုလက်ရှိတာဝန်ယူထားတဲ့သူသမီးတွေဟလားလက်ရှိ KB ဟိုမှာဦးစီးဦးဆောင်လုပ်နေတဲ့ CEO နိုင်ငံသားတွေဟလားခင်ဗျားတို့တွေအောက်ခြေမှာ KB ကအခုလိုမျိုးလက်လွတ်စပွဲပေါက်လို့ပဲသားဖြစ်နေတာကိုသိလားပေါက်လို့ပွဲသားဖြစ်နေတာကိုသိလား KB ကလူလိန်အားပေးသခိုးအားပေး KB ကပေါက်လို့ပွဲသားကိုဖြစ်နေတာဈေးချိုအိမ်နာလည်းဖွင့်ပေးကားဂိတ်လည်းဖွင့်ပေးနော်အခုလိုမျိုးအောက်ခြေထဲမှာခင်ဗျားတို့ကနော်ဘလို့ဖြစ်နေလဲအကောင့်တွေဖောင်းပွားနေတယ်အခုကျွန်တော်ပြောနေပါတယ်ဆိုတော့ကျွန်တော်ကိုလိန်သွားတဲ့တင်းကြီးနော်ကျွန်တော်ဒီမှာအခုချက်လက်တွေရှိတယ်မမီရောက်နော်အိတ်ဖုံပေးသားမှာနော်အိတ်ဖုံနော်ကျွန်တော်ပြောမယ်နော်ခင်ဗျားတို့ KB ကဆောက်ရမ်းနိုင်ငံရဲ့ဟလားဘန်ပထမသန်းသားဘန်လုပ်နေပြီးတော့အပေါ်သားဆောက်ရမ်းဆန်နေပြီနော်အပေါ်သားဆောက်ရမ်းဆန်နေပြီပြီးရင်နောက်တစ်ခုကညနေလွဲခဲပြီးဆောက်ရမ်းလုပ်နေပြီတစ်ဖက်လူကလိန်ခံရပါပြီလို့ကျွန်တော်တို့ကပြောနေဘာကိစ္စမလိုလားတဲ့အဆင့်တွေအများကြီးခံနေရတာခင်ဗျားတို့ကတခိုးကိုလူလိန်ကိုဘာလို့ကာပါပေးနေရတာတော့ကျွန်တော်မေးပြီဟလာအဲ့ဒီကျွန်တော်အခုမေးတဲ့မေးခွန်းတွေခင်ဗျားတို့အကုန်သိသွားအောင်ညာခံပူတဲ့လူတွေခင်ဗျားတို့ငြိမ်ခံမနေနဲ့ share အခုဗီဒီယိုလေးကိုကျွန်တော်ကို share ပေးကြဒါမှကမ္ဘောဇဘန်ရဲ့လက်ရှိကျွန်တော်ကတော့ share လုံးကျွန်တော်ကအခုလက်ရှိ Facebook ကနော်လောလောဆယ်ကျွန်တော် share ခွင့်ပိတ်ခံထားရတယ်နော်အခုဖြစ်နေတဲ့ဖြစ်ပေါ်ကဘာလဲဆိုရင်ကျွန်တော်ပြောပြမယ်အောက်ခြေမှာလိန်ကျင်တဲ့ကောင်တွေက KB ရဲ့အကောင့်ကိုနော်အောက်ခြေလူတန်းသားရဲ့မှတ်ပုံတွေနဲ့ဖွင့်ထားတာအောက်ခြေလူတန်းသားရဲ့လိန်တဲ့လူကသူ့ရဲ့တင်းအချက်လက်အတိအကျနဲ့လိန်တာမဟုတ်ဘူးခင်ဗျားတို့မှားလွယ်မိပါတယ်ငွေလွဲဝင်သွားပါတယ်ဆိုတဲ့ KB အကောင့်မှန်သမျှကဖောင်းပွားနေတဲ့ KB အကောင့်တွေနော်တကယ်ကိုဖောင်းပွားနေတဲ့ KB အကောင့်တွေလိန်ဖို့အတွက်ဖွင့်ထားတဲ့ KB အကောင့်တွေလူလိန်ရဲ့တင်းအချက်လက်အမှန်ကန်ဖြစ်ချင်မှဖြစ်လိမ့်မယ်ဒါကိုကမ္ဘောဇအတိရသားနဲ့ဘာကိစ္စမဖြေရှင်းတာတော့ကျွန်တော်မေးနေတာခင်ဗျားတို့အခု KB အကောင့်စခွင့်ပါလေဆိုခင်ဗျား fingerprint ဖတ်ရတယ်လေ fingerprint မျက်နှာကိုနော် fingerprint တော့ဖြစ်နေပါပြီ face scan ဖတ်ရတယ် face scan နဲ့ခင်ဗျားတို့တစ်လတစ်ချိန်တစ်ပတ်တစ်ချိန် face scan ကို improve လုပ်ခိုင်းလေတကယ်သုံးနေတဲ့လူမဟုတ်ဘူးဆိုရင်အဲ့ဒီ scan မဖတ်တဲ့အကောင့်တွေဆိုခင်ဗျားတို့ပိတ်သိမ်းလေအခုဖြစ်နေတာ KB ကိုကမသိရင်ခင်ဗျားတို့ကဟာပေါက်ကြီးရိုးပေါက်ကြီးကျွန်တော်လည်းနီးပညာနဲ့စိမ့်တဲ့လူတယောက်မဟုတ်ဘူးကျွန်တော်လူများပတ်စံကိုအလကားမြူကျွန်တော်ကိုလားလိန်တဲ့အကွက်နဲ့တခြားလူလျှောက်လိန်လို့ရတယ်ပတ်လိန်လို့ရတယ်ကျွန်တော်ပြောနေတာရှင်းလားကျွန်တော်ကိုလားလိန်တဲ့အကောင့်ဆိုတာကျွန်တော်ရှေ့ရလိုက်ပြင်မှာပြောပြီးပြီအခုအချင်းချုပ်ပြန်ပြောပြမယ်အခု Viber ကနေပြီးတော့အကောင့်2ခုအကောင့်2ခုအကောင့်2ခုနော်မဲကြီးဆိုတဲ့ Viber အကောင့်2ခုနောက်တစ်ခုကသက်ဆိုင်ရာလုပ်ငန်းရှင်သူလိန်မဲ့လူရဲ့နော်သက်ဆိုင်ရာလုပ်ငန်းရှင်ရဲ့အကောင့်2ခုနော်ဒီအကောင့်2ခုနဲ့ဘာလုပ်ပြီးလဲဆိုရင်သူတို့ကအဲ့ဒီလုပ်ငန်းဦးစီးနေတဲ့ဝန်ထမ်းတွေကိုသွားပြီးတော့မှသူတို့ကသွားဆွပြီးဇလန်းဇက်ကွက်ရိုက်ပြီးတော့မှမဲကြီးဆိုတဲ့
ဘိုင်ဘာအကောင့်တူကဈေးတွေမေးမယ်တက်ဆိုင်ရာလုပ်ငန်းစုရဲ့ရောင်းနေတဲ့ product တွေယတနာစေဆိုရင်ယတနာနဲ့ဆိုင်တာမေးမယ်ဖုန်းဆိုင်ဆိုရင်ဖုန်းနဲ့ပတ်သက်တာမေးမယ်အေး electronic ပစ္စည်းဆိုရင် electronic နဲ့ပတ်သက်တာမေးမယ်ရှောက်မေးပြီးတော့တကယ်မဝယ်သွားဘူးမေးတာမှတစ်ခွန်းနှစ်ခွန်းမေးတာမဟုတ်ဘူးမေးခွန်းအများကြီးမေးပြီးတော့မှ45မိနစ်နာရီဝက်လောက်တစ်နာရီလောက်အချိန်ယူမေးပြီးတော့နောက်ဆုံးဝယ်မသွားဘူးအဲ့ဒီ Viber အကောင့်တူမကြီးကဝယ်မသွားဘူးပြီးရင်နောက်တစ်ကောင်ထပ်လာပြီးပိုင်ရှင်ပုံစံဟန်ဆောင်ထားတဲ့အကောင့်ကချက်ချင်းဒိန်းဆိုပြီးဝင်လာပြီးတော့ဆိုင်ရဲ့ Viber ဖုန်းထဲကိုဘာလုပ်လဲဆိုရင်ကျွန်တော်ပြီးကြရင်လုပ်ငန်းတစ်ခုလိန်ထားတဲ့ဥစ္စာလေးဗီဒီယိုတွေကပြပေးမယ်ဘာလုပ်လဲဆိုရင်ကျွန်တော်ပြောပြမယ်နော်ညီမလေးအဲ့ဒီမကြီးဆိုတာမေးသွားလားအစင်ပြောင်လုပ်ပြလိုက်တော့ဆိုတော့ပိုင်ရှင်ပုံစံဖမ်းပြီးတောက်လျှောက်ချက်ချင်းအယုံသွင်းမလိုက်တာအယုံသွင်းမလိုက်တာအယုံသွင်းလိုက်လို့ဝန်ထမ်းယုံသွားပြီဆိုတာနဲ့ဝန်ထမ်းမှာတစ်ခါတလေအလုံးရှုံနေရင်ကျွန်တော်တို့ဘာမလုပ်အောင်တော့ဖုန်းနံပါတ်ဒီအတိမပြပါဘူးပြီးရင် Viber ရဲ့ရိုးပေါက်တစ်ခုကျွန်တော်ပြောပြမယ်ပုံမှန်ဆိုရင် Viber contact ထဲမှာမရှိတဲ့နံပါတ်ဆိုရင်ဘာပြောလဲဆိုရင် unknown number ဆိုတာပြတယ်အဲ့ဒီလူလိန်လာမေးတဲ့အခိုက်အတန့်မှာ unknown number ဆိုတာမပြဘူးပြီးရင် Viber ဆိုတာကနာမည်တူရှိပြီးသားဆိုရင်အကောင့်ဖွင့်ခင်မပေးသင့်ဘူး Viber မှာကျွန်တော်တို့နော်အကောင့်ဖွင့်ပြီးသားနာမည်ရှိတယ်ဆိုရင်နာမည်တူမရှိသင့်ဘူး Viber မှာအားနည်းချက်ဖြစ်နေတာနာမည်ကိုနာမည်တူကြိုက်တယ်လို့ဖွင့်ခွင့်ရှိတယ်နာမည်တူနဲ့နော်ပုံစံ profile ပုံကလုပ်ငန်းရှင် profile ပုံယူထားတယ်လုပ်ငန်းရှင်နာမည်နဲ့ဖွင့်တယ်ချက်ချင်းဘာလို့လဲဆိုရင်ညီမလေးဟလာအစင်ပြေလားမက်အီကိုအစင်ပြေအောင်လုပ်ပေးလိုက်ဆရာမိတ်ဆွေအခုမိတ်ဆွေဆိုတာမျိုးနဲ့ဝင်လုံးရောအဲ့မှာလေဝင်နှန်းလုံးယုံပြီးသားရင်ချက်ချင်း KB အကောင့်တွေဝေမန်ဒီအကောင့်တွေရဲ့လက်ကျန်တွေမေးရောမေးပြီးတော့မှတော့သူကချက်ချင်းအကုန်မလွဲခိုင်းဘူးတဝက်ပဲလွဲခိုင်းတာလူလိန်ကမယုံအောင်ပြီးရင်သူ့ဘက်ကပဲဖုံးစခေါ်တာ Viber ကောနဲ့စခေါ်တာရှင်းပြီလားအဲ့တော့ကျွန်တော်ပြောချင်တာအားလို့ညံ့လို့ခံရတယ်ဆိုတာအဲ့လိုပြောတဲ့ဆဆရကတွေခမားတို့အလှည့်ကြရင်မဖြစ်အောင်ကျွန်တော်ပြောလိုက်ပြီတခြားလိန်ကြီးတွေရှိအောင်မှကျွန်တော်ပြောတတ်ဘူးကျွန်တော်မပြောသေးဘူးအဲ့တော့ကျွန်တော်စကားကိုပြန်သွားမယ်ဆိုရင်အဲ့လိုလိန်နေတာတွေကဒီလောက်ဂျက်နဲ့လက်နဲ့ကျွန်တော်တို့ကပြောနေပြီဟုတ်လားအဲ့တင်းကြီးတွေကိုကျွန်တော်တို့ကအချက်လက်တွေလာကုန်ပေးနိုင်ပြီအဲ့ဒီ KB call center တွေကဘာလို့ဖို့ထားတာတော့မနော်ဟယ်ဒီပေါ်မှာ35လမ်းပေါ်မှာလည်းရှိတယ် KB call center 8မနော်ဟယ်ဒီ65နဲ့64ကျမှရှိတယ် KB call center တွေကဘာလို့ဖို့ထားတာတော့ဟမ်ကျွန်တော်မေးပြီခင်ဗျားတို့အဲ့ဝန်ထမ်းတွေကဘာလို့ဖို့ထားတာအကောင့်ဖွင့်တဲ့ရုံလောက်လေးနေလားအကောင့်ဖွင့်ပေးရုံနေမလဲလား KB အကောင့်ဖွင့်တာလောက်ကခင်ဗျားတို့နော်တက်ဆိုင်ရာဖုန်းဆိုင်တွေတော့ကျွန်တော်တို့ဖွင့်ပေးတတ်တယ်ကျွန်တော်တို့ဆောင်ဖွင့်ပေးတတ်တယ် KB အကောင့်ဖွင့်တာလောက်ကခင်ဗျားတို့အဲ့ KB ဝန်ထမ်းတွေကဒီပြဿနာကြီးရှင်းဖို့ခန့်ထားတာမဟုတ်ဘူးလားခင်ဗျားတို့ KB စင်တာအိတ်ကဝန်ထမ်းတွေလုပ်နေတဲ့လုပ်ငန်းတွေလုပ်ပုံတွေခင်ဗျားတို့ပြန်စုံစမ်းအောင်ပြီးရင် KB ရဲ့အခုလက်ရှိလုပ်နေတဲ့ပုံစံမလို့လားပဲနဲ့ဘာကိစ္စအခုလိန်ခံလိုက်ရတဲ့လူကိုပဲထပ်ပြီးတော့ဟိုစာရွက်ယူခဲ့ပါအောင်ဒီစာရွက်ယူခဲ့ပါအောင်အမှုဖွင့်ပါအောင်လို့ဘာကိစ္စပြောနေရတာအမှုတစ်ခုဖွင့်နေဆိုတာခင်ဗျားတို့လွယ်တယ်ထင်လို့လားအမှုတစ်ခုဖွင့်နေဆိုတာမျိုးကကျွန်တော်အခုဝိုင်းရံပေးကြတဲ့လူတွေ share ပေးကြပါအောင်နော်ကျွန်တော်မရသေးဘူးကျွန်တော်မရမချင်းကျွန်တော်ဒီဥစ္စာလည်းငြိမ်းခံနေမှာမဟုတ်ဘူးနော်မရမချင်းဆိုတာတဲ့ကျွန်တော်နောက်ဆုံးပေးမရအောင်တောင်မှကျွန်တော်ဒီဥစ္စာလူသိရှင်ကြားအကောင်လုံးကျွန်တော်လိုမဖြစ်အောင်ကျွန်တော်တို့ကပြောသွားမှာပဲဟိုတနေ့ကရွှေတောင်ကအကိုတယောက်ကျွန်တော် live ကိုတွေ့ပြီးတော့မှသူတို့စီကိုလည်းလားလိမ့်နေကျွန်တော်ဒီလိုပြောပြထားတာကိုသူတို့သိသွားပြီးတော့ဟလာသူတို့အလိမ့်မခံလိုက်ရအောင်ကျွန်တော်ကိုကျေးဇူးတင်ကြောင်းတော့လာပြောတယ်ကျွန်တော်ဝမ်းသာတယ်ကျေနပ်တယ်ပီတိဖြစ်တယ်